လာပါကိုကိုလိုရေရှင်တို့ရဲ့အချစ်လေးဆန်ဒီကလူထုစွာပြန်လဲကြိုဆိုလိုက်ပါစေရှင်ည9နာရီတိုင်းမှာတင်ဆက်ပေးနေကြကျမကြီးပညာပေးအစီအစဉ်လေးစတင်ဖို့အချိန်လေးရောက်ရှိလို့လာပြန်ပါပြီနော်ဒီနေ့မှလည်းဆန်ဒီလေးကကိုကိုလိုရဲ့ညီလေးကိုဆန်လက်မအထီရှေးလာစေပြီးအတော်မတန်နိုင်တဲ့အလုံးပတ်ကြီးဖြစ်လာစေဖို့ဘေးထွက်ဆိုကြိုးမရှိတဲ့နီလန်းကောင်းများကိုကျမကြီးအရာပြောပြရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစီမျိုးနားဆင်ပေးကြပါအောင်ရှင်အမျိုးသားတွေမှာညီလေးအရွယ်စားတင်နေတာကသူတို့ကိုသူတို့စိတ်ဖိစီးမှုဖြစ်စေပြီးအပြစ်ရှိသလိုခံစားရစေပါတယ်အမျိုးသားအလုံးမဟုတ်ပေမယ့်အများစုကသူတို့ညီလေးအရွယ်အစားကိုကြီးမားလို့ကြပါတယ်လူဘဝနေထိုင်မှုပုံစံကအမျိုးသားတို့ရဲ့ညီလေးအရွယ်အစားပေါ်တက်ရောက်မှုရှိပါတယ်ညီလေးကိုတဘာဝအတိုင်းကြီးမားလို့ရဆိုရင်ကြက်သားတွေဒီဆောင်မှုကောင်းပြီးကိုယ်အလေးချိန်လျှော့ချဖို့ဂျင်သွားရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးကျမကြီးကောင်းမွန်ပြီးညီလေးကိုရှေ့လျားလို့ရဆိုရင်ပုံမှန်လေးကျင့်ခံလုပ်ပြီးညီလေးစီသိစင်းစင်းမှုကောင်းအောင်လှုပ်ဆောင်ရပါမယ်ဆေးလိပ်ဖြတ်ပါဆေးလိပ်တောက်သူနဲ့ဆေးလိပ်မတောက်သူတွေကိုလေ့လာကြည့်တဲ့အခါဆေးလိပ်မတောက်သူတွေကဟိုကိစ္စမှာကျေနပ်မှုရှိကြတာကိုတွေ့ရပါတယ်ဆေးလိပ်ကအတန်ကြီးမှာရှိတဲ့တစ်ရှိုးတွေကိုပျက်စီးစေပြီးတန်ဆန်းမှုကိုအာရုံသွားစေပါတယ်ဒါအပြင်ဆေးလိပ်တောက်သူတွေကနှလုံးရောဂါဖြစ်ပွားမှုနဲ့လည်းဆက်ဆက်နေပြီးအတန်ကြီးစီသွေးရောက်မှုနည်းစေပါတယ်ဟင်းသီးဟင်းရွက်နဲ့တတိဝလံစားပါကျမကြီးနဲ့ညီညွတ်တဲ့နေထိုင်စားတောက်မှုရှိတဲ့အမျိုးသားတွေဟာလိမ်မှုဘဝမှာကျေနပ်မှုရရှိကြပါတယ်အစိမ်းရောင်ရှိတဲ့ဟင်းနယ်ရွက်ကိုက်လန်ပန်းခေါ်ပြီးစိမ်းစရာတွေစားသုံးတာဗီတာမင်စီရရှိနိုင်တဲ့ထောပတ်သည်လိမ်မော်သည်တာမယာသည်တွေစားသုံးတာကြောင့်ကျေနပ်မှုအထွတ်အထိပ်ကိုရရှိစေပါတယ်တုတ်ကောင်လေးတွေကျမ်းပါစေဖို့ငါပြောသည်ဆယ်မွန်ငါးနဲ့ကြက်သွန်လေးစားသုံးပါစိတ်ဖိစီးမှုကိုလျှော့ချပါစိတ်ဖိစီးမှုကအမျိုးသားတို့ရဲ့တမကြိတ်ချင်စိတ်ကိုလျှော့နေသွားစေပါတယ်စိတ်ဖိစီးမှုရောနှွှဲစေတဲ့အပန်းဖြေမှုတွေနဲ့စိတ်ပျော်ရွှင်စေတဲ့နည်းလမ်းတွေကိုလိုက်နာကျင့်သုံးသင့်ပါတယ်စိတ်ဖိစီးမှုကိုလျှော့ချလိုက်မယ်ဆိုရင်ဟိုကိစ္စအခက်အခဲတွေကိုလည်းကျော်လာသွားနိုင်မှာဖြစ်ပါတယ်တရားထိုင်တာယောဂကျင့်တာတွေကလည်းတနေ့တာအတွက်စိတ်ဖိစီးမှုတွေကိုကင်းဝေးစေပါတယ်တရားထိုင်အနာယူအပန်းဖြေရာကြောင့်စိတ်အင်းလေးပြန်လဲပြေဝလာစေပါတယ်တရားထိုင်တာကစိတ်နဲ့ခန္ဓာကိုယ်အပန်းပြေစေတဲ့အကောင်းဆုံးနည်းလမ်းပါတရားထိုင်တာကြောင့်စိတ်နဲ့ခန္ဓာကိုယ်ငြိမ်းချမ်းပြီးသွေးလည်ပတ်မှုကောင်းမွန်စေလို့တမကြိတ်တာကိုတိုးတက်ကောင်းမွန်စေပါတယ်အတန်ကြီးစီသွေးစီစဉ်မှုကောင်းမွန်စေလို့ညီလေးကြီးမားဖို့အထောက်အကူဖြစ်စေပါတယ်အနှွေးတက်ပေးပါပတ်ဝန်းကျင်အေးတာကြောင့်တင့်ညီလေးကိုကြုံသွားစေပါတယ်ရေနွေးလေးနဲ့ချိုးတာအတန်ကြီးတစ်ဝိုက်နှွေးထွေးအောင်ထားတာလေးလုပ်ပါခန္ဓာကိုယ်ကလိုအပ်တဲ့နှွေးထွေးမှုရှိတဲ့အခါသွေးလည်ပတ်မှုကောင်းမွန်ပြီးအတန်ကြီးစီသွေးစီစဉ်မှုကောင်းစေပါတယ်ညီလေးစီသွေးစီစဉ်သွားတဲ့အခါအရွယ်အစားလဲပြောင်းလဲသွားပါတယ်အိမ်တွင်းနီလန်းများကဘာဦးပင်လို့ခေါ်တဲ့ဂင်ကိုဘလူဘာကအုံနောက်မညံကောင်းမွန်စေပြီးခန္ဓာကိုယ်တွင်းသွေးစင်စစ်မှုကောင်းစေတဲ့အပြင်ညီလေးစီလည်းသွေးရောက်ရှိမှုကောင်းစေပါတယ်ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့လေ့လာမှုအရဂင်ကိုကအမျိုးသားတွေမှာဟိုကိစ္စအဆင်မပြေတာကြောင့်ဖြစ်တဲ့စိတ်သက်ကြတာကိုအကောင်းဆုံးကူညီနိုင်တယ်ဆိုတာတွေ့ရှိခဲ့ပါတယ် L-arginine အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီးခန္ဓာကိုယ်ထဲမှာမထုတ်လုပ်နိုင်ပါဘူး L-arginine ကအမျိုးသားတွေရဲ့ညီလေးကိုကြီးမားစေပြီးစွမ်းဆောင်ရည်ကိုမြင့်မားစေပါတယ် L-arginine ကိုဖြည့်ဆက်တောက်သုံးနိုင်ပါတယ်ဖရဲသီးထဲမှာဗီတာမင်1နဲ့6ပါဝင်ပါတယ်ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တွေလည်းပါဝင်ပြီးစီးကျိတ်ကျန်းမာစေဖို့ကူညီနိုင်ပါတယ်
ဖဲသီးကိုဒီတိုင်းစားတာဖြစ်စေဖြောရည်လှုပ်တောက်တာဖြစ်စေစားသုံးမယ်ဆိုရင်ဟိုကိစ္စတွေမှာအကောင်းဆုံးဆွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ဂျင်းစင်ကိုရီးယားဂျင်းစင်ကအာယုံကြောအတွက်ကောင်းဆုံးပါ။တောင်ကိုရီးယားပညာရှင်တွေကဂျင်းစင်သုံးစွဲတဲ့အမျိုးသားတွေနဲ့မသုံးစွဲတဲ့အမျိုးသားတွေကိုလေ့လာခဲ့ရမှာဂျင်းစင်သုံးစွဲတဲ့အမျိုးသားတွေကတမစိတ်တဲ့ကိစ္စမှာဘုံမိုးစမ်းဆောင်နိုင်တာကိုတွေ့ရပါတယ်။ဂျင်းစင်ကိုတချို့ယောဂရှိသူတွေမှာမသုံးစွဲဖို့တားမြစ်တာမျိုးတွေရှိနိုင်တာကြောင့်ဆရာဝန်ရဲ့အတိုင်းပင်ပြီးမှသုံးစွဲတင်ပါတယ်။လေ့ကျင့်ခန်းများ၁အိုကေသင်္ကေတလက်ညှိုးနဲ့လက်မကိုထိကအိုကေသင်္ကေတအတိုင်းလုပ်ပြီးညီလေးကိုဆုပ်ကိုင်ပါအပေါ်အောက်ဖြည်းဖြည်းချင်းဆွဲတာကိုအနည်းဆုံး9မိနစ်လောက်လုပ်ပါနေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်အရွယ်အစားတိတိတသာပြောင်းလဲလာပါလိမ့်မယ်နေ့အိမ်တော်ဘက်အကူအညီယူပါလေ့ကျင့်ခန်းကိုကိုယ်တိုင်လုပ်တာထက်အိမ်တော်ဘက်ရဲ့အကူအညီကိုရှာယူတာကပုံမထိရောက်စေပါတယ်3တပတ်3မှာတပတ်ကိုရည်နေတဲ့စိတ်ရည်ညစ်ချပြီးနောက်ညီလေးတစ်ဝိုက်ပေါ်မှာအုပ်ပြီးတင်ထားပါအနှွေးတော့ကြောင့်ညီလေးစီသွေးဆင်းဆင်းမှုကောင်းစေပါတယ်ညီလေးကိုကြီးမားစေပြီးတင်းမာမှုကောင်းစေပါတယ်4ဆွဲဆန့်ပေးပါအတန်ကြီးအရင်ကိုကင်ထားပြီးအောက်ဘက်ကိုဖြည်းဖြည်းချင်းဆွဲပါ10မိနစ်15မိနစ်ကြာပြုလုပ်ပါညီလေးကြီးမားဖို့နဲ့မာကျောတောင့်တင်းဖို့အကောင်းဆုံးလေ့ကျင့်ခန်းပါရှင်ကျမကြီးအရာပညာပေးလေးတွေကိုဒီနေရာမှာရင်နာခွင့်ပြုပါရှင်ကဲကိုကိုတို့ကြီးစနေလေးကစေတနာအပြည့်နဲ့ပြောပြခဲ့ပါရဲ့နော်ဒီနီလန်းတွေကိုသေချာလိုက်နာဆောင်ရွက်ရင်ကျမတို့ကိုစိတ်ကြည်နဲ့အောင်ဆန်းဆောင်နိုင်ကြပါစေရှင်နောက်ရက်တွေမှာလည်းကျမကြီးဘူးတရားတွေကိုရှားဖွေတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်နာဆင်ခံစားကြပါအောင်ရှင်တတား